နှွေးထွေးတဲ့စိတ်နှလုံးနဲ့ချစ်ချင်းမေတ္တာကိုဖော်ပြခြင်းဟာလူသားတွေရဲ့ဘဝကိုပိုမိုတောက်ပါပြီးအဓိပ္ပာယ်ရှိစေပါတယ်။အလေးနက်ထားရတဲ့သူဦးတစ်ယောက်ကိုမိမိရဲ့ဂရုစိုက်မှုနဲ့တန်ဖိုးထားမှုကိုပြသဖို့အတွက်စကားလုံးလေးတွေပန်းစည်းလေးတွေဒါမှမဟုတ်လက်ဆောင်လေးတွေကတဆင့်ရင်းနှီးမှုကိုပိုမိုခိုင်နှင်းစေတတ်ပါတယ်။ဖေဖော်ဝါရီ14ရက်ကိုတော့ကမ္ဘာတဝင်းမှာချစ်သူများနေ့ Valentine's Day အဖြစ်အသိများကြပါတယ်။ဒီနေ့ဟာအချစ်ကိုကိုစားပြုတဲ့ Saint Valentine ကိုအစွဲပြုပြီးပေါ်ပေါက်လာတာဖြစ်ပြီးချစ်သူတွေသာမကမိသားစုဝင်တွေနဲ့မိတ်ဆွေတငယ်ချင်းတွေကြားမှာပါတဦးကိုတဦးချစ်ခင်ကြောင်းဖော်ပြကြတဲ့နေ့လေးတစ်နေ့ဖြစ်ပါတယ်။ဒီနေ့ဟာမေတ္တာတရားနားလည်မှုနဲ့ကျင့်နာခြင်းတို့ကိုအလေးပေးပါတယ်။ကမ္ဘာမီနကြီးမှာမေတ္တာတရားတွေထွန်းကားခြင်းကစိတ်ဖိစီးမှုတွေကိုရော့ချစေပြီးပတ်ဝန်းကျင်ကိုပိုမိုအေးချမ်းသာယာစေတဲ့ဆိုတာကိုသတိရစေပါတယ်။ထက်ဆောင်အချက်လက်စစ်စာပေဝါဒနာအိုးရီအတွက်တော့ဒီနေ့ဟာအပြည်ပြည်ဆိုင်ရာစာအုပ်လူဒန်းချင်းနေ့ International Book Giving Day လည်းဖြစ်ပါတယ်။မိမိချစ်ရသူကိုစာအုပ်လက်ဆောင်ပေးခြင်းဒါမှမဟုတ်ကလေးငယ်တွေစီစာအုပ်တွေဝေမျှခြင်းကတဆင့်အသိပညာမေတ္တာကိုဖြန့်ဝေနိုင်တဲ့နေ့လေးလည်းဖြစ်ပါတယ်။သင်တော့ဒီနေ့မှာသင်အလေးထားရတဲ့သူတူဦးကိုဘယ်လိုမျိုးအမတ်တရလက်ဆောင်လေးပေးဖို့စိတ်ကူးထားပါသလဲ။ချောကလက်လားဒါမှမဟုတ်စာအုပ်ကောင်တအုပ်လားဆိုတာမျှဝေပေးခဲ့ဦးနော်။